Okay အားလုံးပဲမင်္ဂလာပါညီညီကား sticker ဆိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာတော့ sticker ကတ်တဲ့အခါပြန်ကွာတဲ့အခြေခံအကြောင်းရင်း၃ချက်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Okay ကျွန်တော်ပထမဆုံးတစ်ချက်ကတော့ကျွန်တော်တို့ sticker ကတ်မဲ့နေရပါဗျာကိုကဘယ်မှာကတ်မှာလဲဥမာကားလားဆိုင်ကယ်လားကားဆိုရင်လည်းကျွန်တော်တို့ကားရဲ့ကိုကတ်မဲ့နေရမှာဒီ wish ပါတဲ့ဖျောင်းပါတဲ့ဟာတွေတုတ်ထားတာမျိုးရှိလားကားရဲ့စေးသားကအဆင်ပြေရလားပြန်စေးလား original စေးလားဒါမှမဟုတ်စေးပြုတ်တွေရှိလားအစရှိသဖြင့်ကိုကတ်မဲ့နေရာကိုတခြားကြည့်ဖို့လိုမယ်ပေါ့ဗျာဒီကိုက installation လုပ်မဲ့နေရာကsticker ဆွဲမဆွဲကိုတတိထားဖို့လိုတယ်တချို့နေရာကြီးကြတော့ကျွန်တော် sticker ကတ်တဲ့အခါမှာတိတ်မဆွဲဘူးပေါ့ဗျာနောက်တစ်ရက်နှစ်ရက်လောက်နေပဲဖြစ်ဖြစ်ပြန်ကွာတာမျိုးကြီးဖြစ်နိုင်တယ်ဆိုတော့ကိုကတ်မဲ့နေရာကိုအဓိကတတိထားပြီးကြည့်ဖို့လိုမယ်ဆိုတော့ဒုတိယအချက်ကကြတော့ကျွန်တော်တို့ sticker quality ပဲsticker quality ကြတော့ကျွန်တော်တို့ကိုအသုံးပြုတဲ့ sticker ရဲ့ quality ကဘယ်လိုရှိလဲဆိုတာတော့ကိုသိဖို့လိုမယ်ပေါ့ဗျာဒီ sticker သားကဒီနေရာမှာကတ်နိုင်လားဒါမှမဟုတ်ကျွန်တော်တို့ဒီ heat gun နဲ့ပေးပြီးတော့ဒီ stretching လုပ်တဲ့အခါမျိုးကြရင်ပြန်ပြီးကွာလာနိုင်လားသူရုံကအဆင်ပြေရလား color တွေကရော original ပုံစံမျိုးမဟုတ်ဘဲနဲ့ strand လုပ်လိုက်တဲ့အခါမျိုးကြရင်ပြဲသွားနိုင်လားကော်သားရောအဆင်ပြေရလားအစရှိသဖြင့်ကိုအသုံးပြုတဲ့ sticker ရဲ့ quality ကိုလည်းသိဖို့လိုတယ်မဟုတ်ရင်တော့ကျွန်တော် sticker quality ညံ့တဲ့အခါမျိုးကြရင်ကိုယ့်ရဲ့ဒီကျွမ်းကျင်မှု scale ရှိတော့လဲ sticker ကြောင့်ပြန်ကွာတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ဗျာတတိယချက်ကတော့ scale ပဲဗျကိုယ့်ရဲ့ကျွမ်းကျင်မှုမရှိဘူးဆိုရင်လည်းဒီ sticker ကတ်တဲ့ဟာပြန်ကွာလာနိုင်ခြေရှိရပေါ့ဗျာဆိုပါတော့ကျွန်တော်ဘတ်မတ်တစ်ခုကတ်တဲ့အခါမှာ heat gun ပေးပြီးရော strand လုပ်လိုက်တဲ့အားပေါ့ကျွန်တော်တို့ဆွဲယူလိုက်တဲ့ဟာအနေထား position ကလွဲသွားတဲ့အခါမျိုးကြရင် sticker တွေကပြန်ကွာလာမျိုးတွေဖြစ်နိုင်တယ်ပေါ့ဗျာဒီဘန်မာတို့ဘာဟုတ်ကဲ့အထူးသဖြင့်တတိထားရတယ်ပေါ့ဗျာအယူဆလေးတွေမှားသွားပြီဆိုတော့ ဒီ sticker တွေကပြန်ကြွလာတာမျိုးဖြစ်နိုင်တယ်ဆိုတော့ဒီတတိယချက်ကကျွန်တော် scale လို့ပြောချင်တယ်ဒီ၃ချက်ပုံမူတည်ပြီးတော့ပဲကျွန်တော်တို့ sticker တွေကပြန်ကွာတာမျိုးဖြစ်တယ်ပေါ့ဗျာအထူးသဖြင့်ကိုယ့်အကို view ဆိုင်ပြီးတတိထားရင်တော့ဒါမျိုးတွေကမဖြစ်နိုင်တော့ဘူးပေါ့ဗျာဒီ၃ချက်ကိုပိုင်ပြီးဆိုရင်တော့မိတ်ဆွေတို့ဒီ sticker installation လုပ်တဲ့အခါမှာအဆင်ပြေဖြစ်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဘယ်လောက်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်